ဆုလတ်လေးရဲ့ကဘာမြေဖိုးရှိတော့ကဆုလတ်လေးလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့မိန်းကလေးငယ်လေးတဦးရှိခဲ့ပါတယ်။ညစဉ်ညတိုင်းဆုလတ်လေးဟာသူမရဲ့ပြတင်းပေါက်ကနေကောင်းကင်ကြီးကိုငေးကြည့်ပြီးဖိုးလမင်းကြီးနဲ့ကျယ်လေးတွေကတိတ်တာပဲ။သူတို့ကိုလက်နဲ့ကန်ကြည့်နိုင်ရင်သိတ်ကောင်းမှာပဲလို့အမြဲတမ်းစိတ်ကူးရင်တတ်ပါတယ်။ဒီညမှာတော့ထူးဆန်းတဲ့အလေးရာတစ်ခုနဲ့အတူအတောင်ပန်အဖြူရောင်တွေရှိတဲ့နတ်သားလေးစီယာကဆုလတ်လေးရှိကိုရောက်လာပါတယ်။ဆုလတ်လေးမင်းလမင်းကြီးနဲ့ကျန်လေးတွေစီကိုသွားချင်လားလို့စီယာကနူးညံ့စွာမေးလိုက်ပါတယ်။ဆုလတ်လေးဟာအလွန်ဝမ်းသာသွားပြီးသွားချင်တာပေါ့လို့ချက်ချင်းပြန်ဖြေလိုက်တယ်။နတ်သားလေးစီယာကဆုလတ်လေးရဲ့လက်ကိုဆွဲကင်ပြီးကောက်ကင်ရန်စီကိုအတူတူပြန်တက်သွားကြပါတယ်။သူတို့ဟာတင်တိုက်ဖြူဖြူကြီးတွေကိုဖျက်ကျော်ရင်းအမြင့်ကြီးကိုရောက်လာတဲ့အခါအောက်ကအိမ်လေးတွေဟာအယုတ်ကလေးတွေလိုသေးငယ်သွားတာကိုဆုလတ်လေးမြင်တွေ့လိုက်ရတယ်။မကြခင်မှာပဲသူတို့ဟာလမင်းကြီးနာကိုရောက်သွားကြပါတယ်။ဆုလတ်လေးဟာလမင်းကြီးကိုလက်နဲ့ထိကြည့်လိုက်တဲ့အခါအဝေးကကြည့်ရင်လှပေမဲ့အနီးကတော့လမင်းကြီးကအေးဆက်ဆက်ကြည့်ပါလားလို့အံ့ဩစွာပြောလိုက်တယ်။လမင်းကြီးပေါ်မှာချိုက်ခွက်ကြီးတွေနဲ့ကြောက်ခဲတွေပဲရှိနေတာကိုသူမတွေ့လိုက်ရပါတယ်။အခုကျယ်လေးတွေစီသွားကြရအောင်လိုစီရကပြောပြီးဆုလတ်လေးကိုခေါ်သွားပြန်တယ်။ကျယ်လေးတွေရဲ့အနားကိုရောက်တဲ့အခါမှာတော့သိတ်ကိုပူပြင်းလို့တာကြောင့်ဆုလတ်လေးဟာအနားတောင်မကပ်ရဲတော့ပါဘူး။ကျယ်လေးတွေကသိတ်ပူတာပဲငါတို့ကဘာကနေမင်းကြီးလိုပဲနော်လို့သူမကပြောလိုက်တယ်။အာကာသဟင်းလေးပြင်ကြီးထဲမှာအပင်တွေလည်းမရှိစမ်းချောင်းလေးတွေလည်းမရှိပဲသိတ်ကိုတိတ်ဆိတ်လွန်းနေပါတယ်။ဆုလတ်လေးဟာမောင်မဲနေတဲ့အာကာသထဲမှာတယောက်တည်းဖြစ်နေတယ်လို့ခန်းစားရပြီးအိမ်ကိုလွမ်းလာမိပါတယ်။ဒီမှာကသိတ်ပြီး၆တွေ့တာပဲနော်လို့ဆုလတ်လေးကတိုးတိုးလေးပြောလိုက်တယ်။အဲ့ဒီအချိန်မှာနတ်သားလေးစီယာကအဝေးကတောက်ပနေတဲ့အပြာရောင်ကျိုလုံးလေးတစ်ခုကိုလက်ပြုံးကြိုပြလိုက်ပါတယ်။ဟိုမှာကြည်စမ်းဆုလတ်လေးအဲ့ဒါမင်းရဲ့ကပမြေကြီးပဲအာကာသထဲမှာအထဆုံးနဲ့အသက်ဝင်ဆုံးနေရပေါ့လို့စီယာကရှင်းပြလိုက်တယ်။ဆုလတ်လေးဟာအပြာရောင်ကပမြေကြီးကိုတေချာကြည့်လိုက်တဲ့အခါအစိမ်းရောင်တစ်တော်တွေအပြာရောင်သမုတ်တရားတွေနဲ့ဖြူလွတ်တင်တိုင်းလေးတွေရောရှက်နေတာကိုမြင်လိုက်ရတယ်။တကယ်ပဲကဘာမြေကြီးကလမင်းကြီးနဲ့ကျယ်လေးတွေထက်တောင်ပိုလာပါလားလို့ဆုလတ်လေးကဝမ်းသာအားရအောင်ပြောလိုက်တယ်။သူတို့တယောက်ကဘာမြေစီကိုပြန်ဆင်းလာကြတဲ့အခါလက်ဆက်တဲ့လင်းကြီးလေးတွေကိုခန်းစားလိုက်ရပါတယ်။ထစ်ပင်စိမ့်စိမ့်လေးတွေရောင်စုံပန်းလေးတွေနဲ့ကြက်ကလေးတွေရဲ့တေးတောင်ကိုကြားရတဲ့အခါဆုလတ်လေးဟာတိတ်ကိုပျော်ရွှင်သွားပါတော့တယ်။ငါရဲ့ကဘာမြေကြီးကတိတ်ကိုသားရတာပဲလို့သူမကဆိုပါတယ်။အိမ်ပြန်ရောက်တဲ့အခါနတ်သားလေးစီယာကပြုံးပြီးလှုပ်ဆက်ကပျောက်ကွယ်သွားခဲ့ပါတယ်။ဆုလတ်လေးဟာအိယာထဲမှာ